DJI Osmo Pocket 3ကိုဟိုနေ့ကကျွန်တော် unboxing လုပ်ထားတယ်အဲ့ဒါလေးကိုဒီနေ့စမ်းပြီးတွားရိုက်ကြည့်ရအောင်ပေါ့နော်သူရဲ့ stabilization video ရဲ့အယုတ်ပြီးရင် compact ဖြစ်မှုတော်တော်လေးသဘောကျတယ် blogger တွေ content creator တွေနောက် travel သွားမဲ့လူတွေအတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့တော်တော်လေးသဘောကျတယ်အကြိုက်တွေ့တယ်ပေါ့ရှေ့မှာလည်းကျွန်တော်တရုတ်တန်းကိုညဘက်တွားရိုက်ထားတဲ့အချိန်မှာသူ့ရဲ့ low light ပေါ့နော် low light quality လေးရတယ်တော်တော်လေးအဆင်ပြေရပေါ့ကျွန်တော်တို့သဘောကျတယ်ပြီးရတဲ့ဈေးနဲ့လည်းတန်တယ်လို့ကျွန်တော်ခံစားရတယ်တကယ်လို့ DJI Osmo Pocket 3ကိုဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ကျွန်တော်ကဝယ်ဖို့အကြံပြုချင်ပါတယ်ပြီးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality ပေါ့နော်တော်တော်လေးကောင်းပါတယ်300လည်းအဆင်ပြေတယ်ပေါ့ပါတဲသွားလို့လည်းရတယ် compact လည်းဖြစ်တယ် battery ပါရလည်းပုံအဆင်ပြေတယ်300လည်းပိုကောင်းလာတယ်ပေါ့တော့အကောင့်သေးသေးလေးနဲ့ compact ဖြစ်တယ် stabilization ကောင်းတယ် video ရုပ်လည်းကောင်းတယ် DJI Mic 2နဲ့ကျွန်တော်ပြောရဆိုရင် DJI Mic 2ကလည်းအဆင်ပြေတယ်ပါတယ်တော့နေကဘက်ကတော့ပူတယ်ညဘက်ကတော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်စားကြတော့ဆရာ street food တွေသူရဲ့ vibe ကတော့ညဘက်အလယ်လာကြည့်ပါလို့ကျွန်တော် recommend လုပ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ပါမယ်တကယ်လို့အခုမှကျွန်တော် channel ကိုရောက်လာတဲ့သူတွေ subscribe မလုပ်ထားသေးဘူးဆိုရင်လည်း subscribe လုပ်ထားလို့ရပါတယ်ကျွန်တော်ည7:00နာရီဆိုတော့ဗီဒီယိုပုံမှန်တင်ပေးပါတယ်သဘောကျတယ်ဆိုရင် subscribe လုပ်ပြီးတော့ notification တွေ on လုပ်ရပါတယ်ခင်ဗျာ see you